ဦးလေးရဲ့ရှေ့အေးကခြံထဲမှာဖရီးသီးတွေကပူပေါင်းနေလို့ဖောင်းလာတာဗျ။ຫນွေဦးပေါက်ပြီး3ရက်အတွင်းမှာတင်ဘတ်စကက်ဘောလုံးလုံးရှိရဲ့အစိမ်းရောင်ဖရီးသီးတွေနွယ်ပင်တွေမှာအပြည့်ပဲဦးလေးတို့မိသားစုချမ်းသာတော်မယ်ဆိုတာမြင်တော့ရွာသားတွေလည်းမနေနိုင်တော့ပဲအဲ့ဒီအပင်အားစေးတွေကိုဈေးကြီးပေးပြီးလူဝယ်ကြတော့တာပေါ့ နေလည်းပဲဆိုနေပူစင်းကကြောက်ခဲတွေကိုဖူခနောက်လို့ပူအောင်လုပ်ထားတာအဲ့ဒီအပူတန်အောင်မှာကျွန်တော်နည်းနည်းတော့စိုးရင်ပြီးသားပေါ့တဲမီတွေကအပင်ညောင်လေးတွေကိုလက်နဲ့လိုက်တဲ့နေတော့ချွေးတွေကမျက်လုံးတွေဝင်လို့ဗျအဲ့ဒီချိန်မှာပဲလမ်းဘေးမှာအနီရောင်လက်စစ်စကူတာတစ်စီးလာရတယ်ကျွန်တော်ရီးစားအောင်ဝမ်းရံကတောက်ဖနာနဲ့ဆင်းလာပြီးနှာခေါင်းကိုပိတ်လို့ကျွန်တော်ရေရွှန်ပင်နေတဲ့ကိုလုံးကိုယွန်းတလို့ကြည်နေတာချန်ဖုံးမင်းဦးလေးကတရက်တဲနဲ့ယွန်းတိုင်းကြောင်မျက်နှာပြီးတီးလာမင်းကိုလည်းကြည်အောင်ဘာမှမရှိတဲ့နေရာမှာအမိုက်ကောက်နေရတာအပင်ညောက်တင်ရမဲ့အကြီးကြီးတဲ့အချိန်ကိုကျွန်တော်အလုံးနာခဲ့ပါဘူးကျွန်တော်ကိုလာလောင်းတာလားဝိုင်ယံကနှာခေါင်းရှုံပြီးမဟုတ်ပါဘူးလောင်ယုံတင်မဟုတ်ဘူးလို့ပြန်ပြောတယ်စိတ်ဆက်ထားတာကိုဖျက်ဖို့လာတာတဲ့သူမကတန်ဖိုးနဲ့ရွှေစိတ်ဆက်လက်စွပ်ကိုတဲတွေကိုလွှင့်ပစ်လိုက်တယ်မင်းနဲ့အတူဒီကြောက်စရစ်တော်မှာတဲစားရမယ့်အစားမင်းဝမ်းခွဲအကိုရဲ့ကားပေါ်မှာပဲထိုင်ကုန်လိုက်တော့မယ်ဒီနေ့ကစားပြီးငါတို့လမ်းခွဲကြရအောင်မြေကြီးပေါ်ကလက်စွပ်ကိုအေးအေးဆေးဆေးပဲကြည့်လိုက်ပြီးဖရဲပင်ချီရင်တွေကိုမြေဩဇာလိုက်လောင်းနေလိုက်တယ်အမှန်တိုင်းပြောရရင်ပိုက်ဆံပဲမဲ့တဲ့မင်းကလေးမျိုးအစောကြီးထွက်သွားတာကပဲကောင်းပါတယ်ဦးလေးကသူ့ရဲ့ဖရဲသီးအကြီးကြီးတွေကိုဈေးကြီးကြီးနဲ့ကြိုရောင်းထားပြီးတရွာလုံးကကျွန်တော်ကိုအဆက်အသွယ်ဖြတ်ဖို့ပါလိုက်ဖြိုးနေတာအဲ့ဒါကမျိုးဘောကဝဲသူအကြီးစားတယောက်ကသူ့ရဲ့ဖုံးကားနေတဲ့ဖရဲသီးအထုတွေကိုစိတ်ဝင်စားသွားလို့ပါအနက်ရောင်မစီဒီကားကြီးတွေလမ်းဘေးမှာလာရပြီးဝိုင်းခွဲအကိုကဝဲသူကိုအခါခါဥညွန့်ညင်ခြံလေးကိုခေါ်သွားတာပေါ့နေရအနက်မှာဖရဲသီးအကြီးကြီးတွေကအရေးခွမ်းတွေပြောင်းလက်ပြီးစိမ့်နေတာကိုမြင်တော့ဝဲသူကတဘောချသွားတယ်ဒီပုံစံကအတော်လေးကိုကောင်းတာပဲအတီးတွေကတော်တော်ကြီးတာပဲဈေးခွက်ထဲရောက်ရင်ဈေးကောင်းရမှာသိကြတယ်ဝဲသူကြီးကအဝယ်စာချုပ်ကိုချက်ချင်းလက်မဲ့ထိုးပြီးရှေ့အေးကားလုံးအတွက်စရန်ငွေယွန်း3တင်းကိုကြိုးပေးလိုက်တယ်ဦးလေးကစရန်ငွေကိုကြစ်ကြစ်ပါအောင်စုပ်ထားပြီးဘာစကြီးနားရွယ်တချင်းမတက်ပြုံးနေတော့တာပေါ့တရွာလုံးကလည်းဒါကိုအားကြပြီးအဝယ်စာချုပ်တွေချုပ်ဖို့ဝိုင်းုံလာကြတာဝမ်ကွဲကိုကစာချုပ်ကိုကြိုက်ပြီးကျွန်တော်စီလာကြွားတာကန်တင်းဘောကနေမတက်ရက်ပြီးကြီးစံချန်ဖုံးဒါကမှပိုက်ဆံအစ်စ်ကွာလို့ပြောလာတယ်မင်းရဖေးအသီးတွေကပင်မလဲလက်ထီလောက်တော့မရှိသေးပါလားကျွန်တော်မတက်ရက်ပြီးချွေးဒီကိုတုတ်လိုက်တယ်ကျွန်တော်ကတော့ပိုက်ဆံရရင်ညင်သွားမယ်ထင်နေတာအခုတော့လာကြွားမိကြတော့မယ်တကယ်တော့ဆေးတွေနဲ့အတင်းကြီးအောင်လုပ်ထားတဲ့ဖေးအသီးတွေကအထဲမှာပုတ်နေပြီအညာတွေလည်းမင်းနေပြီဗျသူ့ရဲ့ဘဝင်မင်းနေတဲ့မျက်နှာကိုကြည့်ပြီးကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်နောက်ထပ်ရက်နေနေတော့ပဲပြောထားလိုက်ပါဦးအသီးတွေလည်းမဲ့ရောငိုရမယ့်သူကခင်ဗျားတို့ပဲဖြစ်လိမ့်မယ်ဝမ်ကွဲကိုကအရန်ဒေါစာထွက်သွားပြီးကျွန်တော်ရဲ့အမေဩစာပုံကိုလာကန်ဖို့လောက်တာပေါ့မင်းကအခုထိစကားနာထိုးနိုင်သေးတာလားဒီအတုံးမကျတဲ့ကြောက်စရိမီကနေဘာမှမရတဲ့အခါမင်းဖုံးတုံးစားဖို့တောင်နေရာရှိမှာမဟုတ်ဘူးကျွန်တော်သူ့ကိုစိုက်ကြည့်လိုက်တယ်ဒါဆိုရင်စောင့်ကြည့်ကြတာပေါ့မိုးလေဝသကလိမ်မော်ရောင်မိုးတက်လေးပင်တတိပေးချက်ထုတ်လိုက်တာနဲ့ကျွန်တော်လည်းတညာလုံးပေါက်တိုးကင်ပြီးရေမြောင်းတွေလိုက်တိုးတော့တာပဲဖရဲသည့်အသေးလေးတွေကိုကာကွယ်ဖို့အတွက်လက်မှာအရေးကြီးဘူးတွေပေါက်တဲ့အထိအလွတ်လုပ်ခဲ့တာပါဦးလေးနဲ့ဝမ်ကွဲကိုကတော့ကန်တင်းပေါ်မှာမကြက်ရနေကြတာပေါ့ရေကြီးမှကိုမပြင်စင်းပဲကျွန်တော်အချိန်ဖြုံးနေတယ်ဆိုပြီးသူတို့ကလောင်းနေကြတာဝမ်ကွဲကိုကစီဂရက်ကိုခဲထားပြီးအထင်သေးတဲ့မျက်နှာနဲ့ကြည့်နေတာလေချန်ဖုံးဒီကြောက်စရိမြေကရေမတင်မဘူးဆိုတာကိုမင်းကရေမြောင်းတွေတူးနေတော့ပဲမင်းရဲ့ဖရဲသည့်အစုပ်လေးတွေကမကြခင်မှာ၆ကပ်ပြီးထိကုန်ပါဒါပေမဲ့အရေးသွေးကောင်းတဲ့ဖရဲသီးတွေကရေဝတ်တာကိုအကြောက်ဆုံးရကြောက်စရိမြေကတဘာဝအတိုင်းရေစင်းကောင်းတာမို့ရေလမ်းကြောင်းလေးလို့ပေးထားရင်အဆင်ပြေပါတယ်ဦးလေးကတော့သူ့ဖရဲသီးတွေရေများများဆိုပြီးပိုက်ဆံပိုရအောင်ဆိုပြီးစိုက်ခင်းတွေကရေမြောင်းတွေကိုမြေကြီးနဲ့ပိတ်ပစ်လိုက်တာဗျအဲ့ဒီလိုလုပ်လိုက်ရင်ပိုကောင်းမယ်လို့သူထင်နေတာတကယ်တော့သူကိုလက်နဲ့ကိုဖရဲချန်ရှေကားလုံးကိုဖျက်ဆီးလိုက်တာပါပဲသူကစိုက်ပျိုးကြီးအလေးထက်တွေကိုလေးလာမယ့်အစားဓာတုစီးတွေကိုပဲပိုယုံနေတာကို မိုးက3ရက်ဆက်တိုက်ရွာလိုက်တာဦးလေးရဲ့ရှေ့အေးကာကရွှွန့်ပွဲအိုင်ကြီးချစ်သွားတာပဲဝမ်ကွဲအကူကရေထိုးဖို့လုပ်ပေမဲ့သူတို့ပိတ်ထားတဲ့ရေမြောင်းတွေကိုရှာလို့တော့မရတော့ဘူးအပင်အားရှိတွေကြောင့်ဖောင်းနေတဲ့ဖရဲသီးတွေကရေဝက်နေတဲ့ထဲမှာရေတွေကိုယူယူမူမူစုပ်ယူကုန်တာပေါ့အထီးခွန်တွေကစက်ကူလိုပါလွာလာတာတစ်ဖက်မှာတော့ကျွန်မရဲ့ကြောက်စရိမြေကနင်းပြမယ်ရေမြောင်းတွေတူးထားပြီးသားပါကြောက်စရိခဲတွေကတဘာဝရေစစ်လွာလိုမျိုးဖြစ်နေတာမိုးရေတွေကအိုင်မနေပါဘူးအဲ့ဒီအစားကြောက်ခဲကြားတွေကနေစီးဆင်းသွားပြီးမြေဩဇာတွေကိုဖရဲပင်ချီရင်းစီတိုက်ရိုက်ရောက်သွားစေတာပေါ့မိုးတိုက်သွားတာနဲ့ဦးလေးကကန်တင်းပေါ်မှာထိုင်ပြီးဖရဲသီးအကြီးကြီးတွေကိုကြည့်နေတာသူကဘာမှတော့မစိုးရင်ဘူးဗျသူကဂုံယူနေတာလေပုံပြက်နေတဲ့ဖရဲသီးကြီးတွေကပိုက်ဆံအများကြီးရမယ်လို့ပဲသူကယုံနေတာစိုက်ခင်းကပုတ်နေပြီဆိုတာကိုသူမမြင်ဘူးလေထွက်လာရင်အသီးတွေဆွပြီးချမ်းသာတော့မယ်လို့သူထင်နေတာပေါ့ဒါပေမဲ့ပူပြင်းတဲ့ဒီအောင်အောင်မှာစိုက်ခင်းတွေကနေအတန်တန်ကြားလိုက်ရတယ်ပထမဆုံးတစ်လုံးပေါက်ကွဲပြီးသားနဲ့ရှီအေးကလုံးကငရေခင်းဖြစ်သွားတော့တာပဲရေဝက်ပြီးပုံပြက်နေတဲ့ဖရဲသီးတွေကအထဲကဖျားကိုမခံနိုင်တော့ပဲတစ်လုံးပြီးတစ်လုံးပေါက်ကွဲကုန်ကြတာမမိသေးတဲ့အနီရောင်အနစ်တွေကနေရာအနက်ထွက်လာပြီးရင်းကောင်းတွေဝိုင်းလာလိုက်တာအနက်ကလည်းတော်တော်ဆိုးတာဦးလေးနဲ့ဝိုင်းကွဲအကူကတော့ရွှန့်ထဲမှာပုံလေးရသားလဲကျဲပြီးပေါက်ကွဲနေတဲ့ဖရဲသီးတွေကိုကြည့်ပြီးကြောင်နေကြတာပေါ့သူတို့ကဖရဲသီးတွေကိုလက်နဲ့ပြန်ဆက်ဖို့ကြိုးစားပြီးမိအနံ့ဆိုးတဲ့အရည်တွေပဲရခဲ့တာပါအဲ့ဒီအချိန်မှာပဲမြို့ပေါ်ကဝဲသူတွေကအေးခန်းကားတွေနဲ့ရောက်လာကြတာပေါ့